မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်ဗီဒီယိုလေးမှာတော့ကျွန်တော် AI Avatar လေးကိုအသုံးပြုထားပါတယ်ဒီတစ်ခေါက်တော့ကျွန်တော်တို့အိမ်သုံးလျှက်စစ်ပစ္စည်းတွေမှာ short ရှိမရှိစမ်းသပ်တဲ့ပစ္စည်းလေးကိုဘယ်လိုလွယ်ကူရိုးရှင်းစွာတိစောက်ကြမလဲဆိုတာလေးကို share လုပ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Welcome to C2MM channel. ဟုတ်ပြီကျွန်တော်တို့ short ရှိမရှိနော်စမ်းသပ်တဲ့ပစ္စည်းလေးတစ်ခုကိုမတိစောက်ခင်မှာကျွန်တော်တို့တည်ထိုက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်အရင်ဆုံးလေ့လာကြည့်ကြအောင်နော်အဲ့ဒါလေးတည်ထိုင်ရင်ပိုကောင်းတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒါလေးကိုဒီလိုလေးစီစဉ်လိုက်တာပါနော်ပထမဆုံးကျွန်တော်တို့ short အကြောင်းကိုကျွန်တော်တို့သိမှဖြစ်မှာပါနော် short ဆိုတာပါလဲပေါ့နော်ဒီမှာတော့ list ပန်းလမ်းမှာတော့ကျွန်တော် SH word short လို့သုံးတော့နော်အဲ့တော့short ကြောင်းပေါ့နော် short ဆိုတာပါလေပေါ့အရင်ဆုံး short ဆိုတာပါလေကျွန်တော်သိတင်တယ်အဲ့ဒါကြလို့ရှိရင် short ဖြစ်ရင်ကျွန်တော်ဘာတွေဖြစ်မလဲနော် short ဖြစ်ဘာတွေဖြစ်မလဲနောက်တစ်ခါ short ကဘာကြောင့်လို့ဖြစ်တာလဲနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် short ဖြစ်ရင်ကောင်းလားမကောင်းလားဆိုတာနော်ဒီမိကုံးလေးကတော့နည်းနည်းလေးထူးဆန်းတာပါနော်အဲ့ဒါကြီးကနောက်ပိုင်းမှာကျွန်တော်ဆက်ပြီးတော့ရှင်းပြပါမယ်နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးကြည့်လိုက်အောင်နော်အဲ့တော့ short ဆိုတာဘာလဲပေါ့နော် short ဖြစ်ရင်ကျွန်တော်တို့ဘာတွေဖြစ်မလဲဆိုတော့ဒီနှစ်ခုပေါင်းပြီးတော့ကျွန်တော်ပြောလိုက်ပါနော်အဲ့တော့ short ဆိုတာကျွန်တော်တို့အလွယ်ဆုံးမှတ်မယ်ဆိုလို့ရှိရင်တော့ SHORD short ကို dictionary ထဲမှာတွက်ကြည့်မယ်ဆိုတော့တူဒီလိုပဲကျွန်တော်တို့သိတာပေါ့နော်ဒါပေမဲ့တကယ်တော့ဒီလျှက်စစ်ပတ်လမ်းမှာကျွန်တော်ပတ်လမ်းတူသွားတယ်ပေါ့နော်ပတ်လမ်းတူသွားတယ်နော် SHOCK short မဟုတ်ဘူးနော် SHOCK short ကအတိတ်ပဲတစ်မျိုးရှိတယ်နော်အခုကျွန်တော်တို့ကဘာလဲဆို SHORD short ဆိုတာပတ်လမ်းတူတော့အဲ့တော့ short ဖြစ်ရင် short ဆိုတာဘာလဲ short ဖြစ်ဘာဖြစ်မလဲပေါ့နော်အဲ့ဒါကကျွန်တော်ကအဲ့တော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ DC နဲ့ AC မှာပေါ့နော် AC မှာဆိုတော့ကျွန်တော်က line နဲ့ neutral နဲ့ပူးသွားတာဗျာနော်အလွယ်ဆုံးပြောမယ်ဆိုတော့နောက်တစ်ခါ DC မှာကျွန်တော်ဘာလို့ဆိုလို့ရှိရင်ကျွန်တော်အပေါင်းနဲ့နှုတ်နဲ့ပူးသွားတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ဒီမှာတော့စာရဇန်ပေးစံနဲ့ဆိုလို့ရှိရင်တော့ဒီမှာအောက်မှာကျွန်တော်ခရမ်းအောင်လေးနဲ့เนาะဒီ website လေးကနေပြီးတော့ကျွန်တော်ဒါ reference လေးယူပြီးတော့တင်ထားပေးတယ်เนาะမိတ်ဆွေဒါလေးကိုဖတ်ကြည့်လို့ရတယ်เนาะဒီမှာသူ definition of electrical short circuit တဲ့เนาะAn electrical circuit refers to a pathway intended for the flow of current from the power source to its destination. Power source ကနေမှသူ့ရဲ့ destination သူသတ်မှတ်ထားတဲ့နေရာကိုကျွန်တော်တို့ current နေယူချက်စီးတဲ့အခါမှာเนาะဖြစ်နေတဲ့လမ်းကြောင်းကိုဘာလို့ခေါ်လဲဆိုတော့ electrical current electrical circuit လို့ခေါ်ပါเนาะeither due to faulty wirings that switches that breaks in cords breakage in cords and electrical overload this pathway cause problem သူဆိုလိုချင်တာကတော့ဒီမှာကျွန်တော်တို့wiring တွေမှားဆက်တဲ့အခါမျိုးမှာတော့၎င်းခလုတ်တွေမှားဆက်တဲ့အခါမျိုးမှာတော့၎င်းနောက်တစ်ခါကျတော့ရှင်ကြိုးတွေပျက်စီးတဲ့အခါမျိုးမှာတော့၎င်းနောက်တစ်ခါကျွန်တော်တို့on board ပေါ့နော် overload ဖြစ်တဲ့အခါမျိုးမှာဒီလမ်းကြောင်းတွေကပါလဲဆိုလို့ရှိရင်ဒီလမ်းကြောင်းမှာပြဿနာရှိနိုင်တယ်ပြဿနာရှိတယ်ပေါ့နော်တစ်ခုမဟုတ်တစ်ခုကြောင့်မဖြစ်နိုင်တယ်အဲ့ဒီအခါမှာအဲ့လိုဖြစ်တာတဲ့ this therefore causes the flow of current not through an low resistance pathway အဲ့ဒီလမ်းကြောင်းကိုသူဘာဖြစ်စီလဲဆိုလို့ရှိရင်ခုခံမှုတန်ဖိုးလျော့သွားစေတယ်เนาะခုခံမှုတန်ဖိုးလျော့သွားစေတယ်ဆိုတော့ကျွန်တော်တို့ကဒီ Ohm's law အရပြောမယ်ဆိုလို့ရှိရင် V equal to IR ပေါ့နော်ဒါကျွန်တော်တို့10တန်းပေါ့နော်အရင်တော့10တန်းပေါ့အခုတော့ grade 12ပေါ့နော်အဲ့မှာသင်ခဲ့ရတယ်เนาะအဲ့တော့အမှခုခံမှုနည်းတဲ့ resistance နည်းတယ်ဆိုလို့ရှိရင်ခုခံမှုနည်းတယ်ဆိုလို့ရှိရင် current များစီးမယ်ပေါ့နော်အဲ့ဒါကနောက်တစ်ခါကျွန်တော်တို့Joule's laws of electricity and heat ပေါ့နော်လျှက်စစ်နဲ့အပူနဲ့ဆက်သွယ်တဲ့equation လေးရှိတယ်ဗျာနော်အဲ့ဒါလည်းခုနပြောတဲ့10တန်းလောက်မှာသင်ခဲ့ပါတယ်နော်H equal to I square RD by G လို့ပါတော့ထားပါတော့နော်အဲ့တော့ current စီးတာများလာပြီဆိုလို့ရှိရင်အဓိကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ကit increases the volume of current flowing through the circuit resulting in overheating နော်အပူတွေလွန်ကဲလာမယ်ပူလွန်ကဲလာပြီးမှဖြစ်မလဲဆိုလို့ရှိရင် fire ပြီးထားလောင်မယ်တချို့လဲ burn လို့သုံးတယ်နော်အဲ့တော့ဆိုလို့ရှိရင် explosion ပေါ့နော်ဒါတချို့လဲပောက်ကွဲတာပေါ့ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာဒါမှမဟုတ်ကျွန်တော်တို့ circuit breaker တို့နောက်တစ်ခါ fuse တို့ဒါမျိုးတွေတက်ရတာပေါ့နော်ဒါပါလဲဆိုလို့ရှိရင် short ဖြစ်တယ်ဆိုတာပါလဲနော် short ဖြစ်ရင်ဘာဖြစ်မလဲပေါ့နော်ဆိုတော့ short ဖြစ်တယ်ဆိုတာဘာလဲဆိုတော့ခုနပြောလိုပဲ AC မှာဆိုလို့ရှိရင် line နဲ့ neutral နဲ့ပူးသွားတယ် DC မှာဆိုလို့ရှိရင်တော့အပေါင်းနဲ့နှုတ်နဲ့
ကျွန်တော်တို့ပူသွားတယ်ပေါ့နော် short ဖြစ်ပါဖြစ်လို့ဆိုတော့ပူလာမယ်ဗျာမိလောင်ပဲပြည့်စီမယ်เนาะဒါလေးလွယ်မှတ်လိုက်ရပါတယ်เนาะနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင် electrical short circuit မျိုးစားတွေပေါ့နော် short circuit မျိုးစားတွေဒါလေးတွေလည်းကျွန်တော်ဖတ်ပြနေတော့ပါဘူးเนาะအချိန်ပေးပြီးတော့မှဖတ်ပြနေတော့ပါဘူးအချိန်ကိုငဲညာသွားဖြင့်ကျွန်တော်ဘာရှိမလဲဆိုလို့ရှိရင် normal short circuit ရှိမယ် ground fault short circuit ရှိပါเนาะnormal short circuit ဆိုတာကျွန်တော်နေ့စဉ်အိမ်သုံးပစ္စည်းတွေမှာကျွန်တော်ကြုံတွေ့နေရတဲ့ဟာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဓိကတော့ဘာလဲဆိုလို့ရှိရင်ရင်းနှီးကိုကင်ပြီးသွားလိုက်တာရင်းနှီးကိုကင်ထားလိုက်တာတော့နော်နောက်တစ်ခါကျလို့ရှိရင်ထမင်းကြော်တဲ့ဦးသွားကင်ထားလိုက်တာတော့ဒါမျိုးတွေဖြစ်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေမှာဘာလဲဆိုလို့ရှိရင်short circuit တွေလည်းဖြစ်တတ်တယ်နော်အဲ့မှာတစ်ခါကျလို့ရှိရင်short ဖြစ်ပြီးတော့မိထလောင်တာတော့ဒါမျိုးတွေဖြစ်တော့နောက်တစ်ခုကဘာလဲဆို ground fault short circuit ပေါ့နော်ဒါလေးဖတ်ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းဖတ်ကြည့်လို့ရတယ်နော်ဒါပေမဲ့အဓိကမှတ်ထားမှာပုံမှန် short circuit နဲ့ ground fault တောင်ဖြစ်တဲ့ circuit နှစ်ခုရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော် knowledge နေနဲ့ပဲထည့်ပေးထားတာပါနော်အဲ့တော့ဖြစ်ရတဲ့ကြောင်းရင်းတွေကတော့ဒီမှာလည်းဖတ်ကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဒီမှာအဝိုင်းအောင်ချက်တာလေးပဲကျွန်တော်အဓိကပြောပြရမယ်နော်အဲ့တော့ဘာလဲဆိုလို့ရှိရင် loose wire connection ကျွန်တော်တို့ wire connection တွေ wire တွေဆက်တဲ့ခါမှာမထိထိဖြစ်တယ်ကျွန်တော်တို့လက်ဆက်ကိုလုပ်ရင်ဒီချာထိထိမိမိကိုင်းလို့ကျွန်တော်ပြောကြတာပေါ့နော်အဲ့တော့သူက wire connection တွေ loose ဖြစ်တယ်ရော်ဒီရောဖြစ်တယ်ဆိုလို့ရှိရင်ဖြစ်တယ်နံပါတ်1တစ်ချက်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် wire insulation เนาะဟိုမှာ wire ကြိုးတွေကကျွန်တော်တို့အများသောဖြင့်အပေါ်မှာတော့ကျွန်တော် vulcanized rubber လို့ခေါ်ပါတော့เนาะအဲ့တော့ rubber တစ်မျိုးနဲ့ဘာလဲဆိုရှင်အုပ်ထားတယ်အဲ့ဒီအုပ်ထားတဲ့ insulator ပေါ့เนาะလျှက်ကပစ္စည်းနဲ့အုပ်ထားတယ်အဲ့ဒီကောင်လေးပေါက်တာတော့ပြက်တာတော့ဆိုလို့ရှိရင်လည်းမမြင်တော့ဆိုကြိုးတွေပို့ပြီးတော့မှမိထားလောင်လာတော့ပါเนาะ short ဖြစ်တာဖြစ်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် faulty appliance wiring ပေါ့เนาะကျွန်တော်တို့အသုံးချတဲ့electrical appliance เนาะလက်ဆက်အသုံးဆောင်ပစ္စည်းတွေကိုကျွန်တော်တို့ wire ဆက်တဲ့အခါမှာမှားတာမျိုးတွေခါမှာလည်းဘာဖြစ်လဲဆိုလို့ရှိရင်ဒီလိုမျိုး electrical short circuit တွေဖြစ်တယ်เนาะဒါလေးကတော့ knowledge နေနဲ့ပဲပြောထားတာเนาะအဲ့တော့ဒီနောက်ဆုံးချက်ကလေးတစ်ခုဖြစ်တဲ့ short ဖြစ်ရင်ကောင်းလားမကောင်းလားဆိုတာเนาะအဲ့တော့အဲ့ဒီဟာကိုဆုံးဖြတ်ဖို့အတွက်เนาะ short ဖြစ်တယ်ခုနကကျွန်တော်အထိမှာပြောခဲ့တဲ့အတိုင်းပဲ short ဖြစ်တာဘာကြောင့်လဲဆိုတော့ current များများစီးတဲ့ခါမှာဘာလဲဆိုလို့ရှိရင်အပူလွန်ကဲတယ်အပူလွန်ကဲပြီးတော့ဘာလဲဆိုလို့ရှိရင်မီထလောင်တယ်ပေါ့နော်ဒါပေမဲ့เนาะ short ဖြစ်ရင်ကောင်းလားမကောင်းလားဆိုတော့ short ဖြစ်ရင် short ဖြစ်တာကိုကျွန်တော်တို့အသုံးပြုထားတဲ့เนาะပစ္စည်းတွေလည်းရှိတယ်เนาะအဲ့တော့အဲ့ဒါမသိခင်မှာကျွန်တော်တို့ဒီမှာဒီလျှက်စီးကြောင်းမလို့ဘာလဲဆိုလို့ရှိရင်လျှက်စီးကြောင်းကိုအသုံးချတဲ့ကျွန်တော် effect 3မျိုးပေါ့เนาะအဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါလည်းကျွန်တော်တို့ကလေးပေါ့เนาะအငယ်တန်းနေတော့သင်ခဲ့ရတာပေါ့เนาะ heating effect ပေါ့เนาะပထမဆုံးတစ်ခုက heating effect ပေါ့3ခုရှိတယ်ဗျာเนาะ heating effect ကဘာလဲဆိုဥပမာအဖြစ်ကျွန်တော်တို့ဒီ resistant ကเนาะ resistant ကိုဒီပြီးတော့မှအပူတွေသူကဘာလဲဆိုလို့ရှိရင်ဒီမှာလျှက်စစ်မီးကို electric heater တော့ခါကြလို့ရှိရင်ကျွန်တော်တို့ room heater เนาะ room heater တော့ခါကြလို့ရှိရင်လျှက်စစ်မီးကိုတော့ခါကြလို့ရှိရင်ဥပမာ3လေး unit ကိုဒါမျိုးတွေကဘာလဲဆိုလို့ရှိရင် current ကနေပြီးဘာလဲဆိုလို့ရှိရင်အပူထွက်တဲ့ဟာကိုသုံးပြတာเนาะဒါကြောင့်မလို့လက်စစ် short ဖြစ်ရင်ကောင်းလားမကောင်းလားဆိုတော့ကျွန်တော်တို့ပြောပေါ်နေစောသေးတယ်ပေါ့เนาะဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ် current effect နောက်တစ်ခုထပ်ကြည့်မယ်ပေါ့เนาะနောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့chemical effect ပေါ့နော် chemical effect ဆိုတာကတော့ကျွန်တော်တို့ဒီလျှက်စီးကြောင်းကနေပြီးတော့ကျွန်တော်တို့ဘာလုပ်တာလဲဆိုလို့ရှိရင်အဓိကဓာတုအကျိုးပေါ့နော်သူကတော့ဘာလဲဆိုရင်ဒီဟာလေးတော့ကျွန်တော်ဒီ website လေးနဲ့ပုံလေးယူထားတာနော်အဲ့တော့ဥပမာသူကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော် electroplating ပေါ့ electroplating ဆိုတာတတုတွေကိုကျွန်တော်အယောင်တင်တဲ့ခါမျိုးတွေပေါ့နော် nickel ရောင်တင်တာတော့ပေါ့နော် steel ရောင်တင်တာအမျိုးတွေလောက်တဲ့ခါမှာဒီပုံလေးမှာဆိုလို့ရှိရင်ဒီဘက်ကညာဘက်ကဘာလဲဆိုရင် brass ပေါ့နော် brass ကဘာလဲဆိုလို့ရှိရင် G ဝါပေါ့နော် copper G နီအဲ့ G နီကိုဘာလဲဆိုရင်ဒီ G ဝါပေါ်မှာဘာလဲဆိုလို့ရှိရင် coating လုပ်တဲ့ခါမျိုးတွေမှာတုံးတယ်နော်အဲ့တော့နောက်တစ်ခုသတိထားမိမယ်ကျွန်တော်တို့ဒီတရုတ်ကလည်းကျွန်တော်ကွန်ဂျိုးတွေနော်တန်ဂျိုးတွေအလူမီနီယံဂျိုးပေါ့ဗျာအဲ့တန်ဂျိုးတွေမှာအပေါ်မှာတကယ်ကျတော့ဘာလဲဆိုလို့ရှိရင်အဲ့လိုကြီးအောင်နေတုပ်ထားတာဒါတော့တကယ်ကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်တော့ကြီးစစ်လို့ထင်ရတယ်ဒါပေမဲ့တကယ်ကျတော့အဲ့လိုမျိုး coating လုပ်ထားတဲ့ဟာမျိုးနော်အဲ့လို coating လုပ်တဲ့ဟာမျိုးတွေမှာတုံးတယ်electroplating လို့ခေါ်တာပေါ့နော်နောက်တစ်ခုကတော့ဘယ်မှာလဲဆိုရင်ကျွန်တော်တို့ဒီတန်ကြီးတွေချွတ်တဲ့ခါမှာနော်rust တွေတန်ကြီးတွေချွတ်တဲ့ခါမှာလည်းဒီလိုမျိုးလေးတွေတုံးတယ်နော်ဒီ chemical effect ကိုတုံးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဘာလဲဆိုရင် battery တွေမှာသုံးတာပါเนาะအဲဒီ battery တွေမှာတော့ဒါကတော့ဘာလဲဆိုလို့ရှိရင် chemical effect ပေါ့เนาะတတိယတစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ magnetic effect လို့ခေါ်တယ်ဒီ magnetic effect ကတော့ဘာလဲဆိုလို့ရှိရင်လျှက်စီးကြောင်းမလို့ဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့တန်လိုက်ဖြစ်တယ်အဲဒီတန်လိုက်ဖြစ်ဒါလည်းအများစုသိကြပြီးသားเนาะဒါပေမဲ့ကျွန်တော်ဘာလဲဆို main တွေမှာဆိုဒါလေးပြန်ပြီးတော့ inform လုပ်ပေးတဲ့သဘောပါပဲเนาะဥပမာဖြစ် motor တွေမှာသုံးတယ်နောက်တစ်ခါကျလို့ရှိရင် classic ခေါင်းလောင်းတွေနောက်တစ်ခါ electromagnetic relay တွေပေါ့เนาะအဲဒီမှာသုံးတယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့သုံးချက်ချတာပေါ့နော်ခုနပြောတဲ့ short ဖြစ်တာဒီကောင်းလားမကောင်းလားဆိုတော့နော်
အဲ့တော့ဒီမှာကျွန်တော်တို့ကနှစ်မျိုးပြန်ခွဲလို့ရပါတော့အထူးသဖြင့်ခုနပြောသလိုပဲ power lighting ပေါ့နော် power အများကြီးစားသုံးတဲ့မီးတွေပေါ့နော်ဥပမာဖြင့်ကျွန်တော်တို့ဇက်ပွဲတွေဇက်စင်တွေမှာထွန်းတဲ့မီးချောင်းမျိုးတွေနောက်တစ်ခါကျလို့ရှိရင် heating elements တွေเนาะခုနအရှိမပြောခဲ့ပြီးပြီ hair dryer တော့နောက်တစ်ခါကျလို့ heater တော့เนาะdigital မီးဖိုတွေเนาะ air cooker တော့ digital stove တော့နောက်တစ်ခါကျလို့ရှိရင် rice cooker เนาะဒါတွေမှာဆိုလို့ရှိရင်တော့သူကဘာလဲဆိုတော့သူက shock ကိုသုံးတာဘာဖြစ်လို့ shock ကိုသုံးတာလဲဆိုတော့ဒီ heater တွေเนาะသူတို့မှာပါတဲ့ coin ရဲ့ resistance ကိုကျွန်တော်တို့တိုင်းကြည့်လိုက်လို့ရှိရင်เนาะဒါလည်းစစ်ပစ္စည်းပြင်းနေလို့ဆိုလို့ရှိရင်ကောင်းကောင်းသိတယ်သူတို့ရဲ့ဒီ resistance တွေအရန်ငယ်တယ်เนาะခုခံမှုတောင်ကိုကျွန်တော်တွေးမှုလောက်ဆိုရင်10ခန်းလောက်ပဲရှိတယ်เนาะဒီရင်တွေဦးတွေဆိုလို့ရှိရင်သူက50အုံးလောက်ပဲရှိတယ်လက်စိမီးဘူး coin တွေဆိုလို့ရှိရင်လည်း30အုံး50အုံးအဲ့လောက်လေးတွေပဲရှိတယ်เนาะအဲ့တော့ resistance နည်းတွေဘာဖြစ်မလဲဆိုလို့ရှိရင် current များစီးမယ် current များစီးမှာပါလို့ဆိုအပူများထပ်မှာဒီပစ္စည်းတွေကအပူကိုကျွန်တော်တို့ကစွမ်းရည်ဖြစ်သုံးချတာဟုတ်เนาะဒါကြောင့်မလို့ပါလဲဆိုလို့ရှိရင်ဒီလိုမျိုး rice cooker တို့ hair dryer တို့เนาะ air cooker တို့ဒီလိုမျိုးတွေမှာတော့ short ဖြစ်တာကောင်းတယ်ဒါပေမဲ့ဒါလည်း exception ရှိတယ်เนาะ exception ဆို twin check ပေါ့เนาะခုနကပြောလို့အကြိုက်ထားလို့တော့မရဘူးဥပမာတစ်ခါလေးကကျွန်တော်တို့ကမီးပြတ်မီးလာနေတဲ့အချိန်မှာကျွန်တော်တို့ရင်တွေကိုတည်တယ်ဒါပေမဲ့မီးပြတ်သွားကျွန်တော်မေ့သွားတယ်ပြင်ထွက်သွားတယ်ပြင်ထွက်သွားတဲ့အချိန်မှာမီးလာတဲ့အချိန်မှာမီးခလုတ်ပိတ်ဖို့မေ့သွားတယ်အဲ့ဒီအချိန်မှာပါလဲဆိုလို့ရှိရင်ခုနပြောတဲ့ဒီအပူကျိုးကိုကျွန်တော်သုံးတယ်ဒါပေမဲ့ပြည့်လဲဆိုလို့ရှိရင်ခုနပြောတဲ့ exception ဆိုတာအဲ့ဒါเนาะကျွန်တော်တို့အဲ့ဒါပိတ်ဖို့မေ့သွားတယ်ဆိုလို့ရှိရင်သူကဘာလဲဆိုအပူလုံကဲမယ်အပူလုံကဲလာပြီးတော့မီးထားလောင်မယ်အဲ့တော့ပျက်စီးမယ်ပေါ့เนาะအဲ့လိုမျိုးကနေကာကွယ်ဖို့အတွက်လည်းကျွန်တော်တို့ကcircuit breaker တို့နောက်တစ်ခါကျလို့ရှိရင် fuse တွေဒါမျိုးတွေထားကြတာပေါ့เนาะအဲ့တော့အကြမ်းဖျင်းပြောမယ်ဆိုလို့ရှိရင်ဒီပေါ့နော် heating elements တွေအတွက်ဆိုတော့ဒါ short ဖြစ်တာကောင်းတယ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခါကျလို့ရှိရင်သူကshort ဖြစ်တာကောင်းတယ်ဆိုမှလည်းသူ့မှာလည်း twin check ရှိတယ်နော်နောက်တစ်ခုကတော့ဗာလဲဆိုရင်ကျွန်တော် DC ရော AC ရောသုံးတဲ့ပစ္စည်းတွေအထူးသဖြင့်တော့ AC ကနေ DC ကိုပြောင်းပြီးသုံးတဲ့ပစ္စည်းတွေပေါ့နော်ဥပမာပြင်ဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်အခုခင်မှာတော့အများဆုံးအဖြစ်တွေ့တာ switching mode power supply လို့ခေါ်တယ် SMPS တော့ဒီတောင်းပုံတယ်နော်အဲ့လို SMPS power supply ကိုခြေခံထားတဲ့ပစ္စည်းတွေနော်ဥပမာပြင် salon fan set တို့ DVD player တို့နော်နောက်တစ်ခါကျလို့ရှိရင်washing machine တို့ air cooler တို့နောက်တစ်ခါကျလို့ရှိရင် TV တို့အဲ့ဒီ circuit တွေမှာကျတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော် short ဖြစ်မကောင်းဘူးเนาะ short ဖြစ်လို့ရှိရင်ဒီပစ္စည်းတွေပျက်စီးတယ်မကောင်းဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ short ရှိလားမရှိလားဆိုတာကိုကျွန်တော်တို့ synthetic ကြိယာလေးကိုကျွန်တော်တို့ကတိစောက်ဖို့လိုတယ်ဒါကြောင့်မလို့ဒီဟာလေးမတိစောက်ခင်မှာဒီဟာလေးကိုကျွန်တော်ရင်ပြောပြတာပေါ့เนาะအဲ့တော့အကြမ်းဖျင်းမှတ်မယ်ဆိုလို့ရှိရင်ဒီမှာ AC တိုင်းသုံးတဲ့ပစ္စည်းတွေပေါ့เนาะအထူးသဖြင့်တော့ပြော AC တိုင်းသုံးတဲ့ပစ္စည်းမှာတော့ဒီလို short ဖြစ်တာကိုသူကပဲ short ဖြစ်တာကိုပဲအခြေခံပြီးတော့ဖြစ်တော့ short ဖြစ်တာကောင်းတယ်လို့ပြောလို့ရပါမယ်เนาะ AC ကနေ DC ပြောင်းပြီးသုံးတဲ့ပစ္စည်းမှာတော့ short ဖြစ်ရင်တော့မကောင်းဘူးပေါ့เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့wiring diagram လေးကိုကြည့်အောင်เนาะအရင်လွယ်ပါတယ်เนาะတချို့လည်းတော်တော်များသိကြပြီးသားပဲเนาะတော်တော်များသိကြပြီးသားပါလဲဆိုလို့ရှိရင်ဥပမာကျွန်တော်တို့ဒါဒီပုံလေးပေါ့เนาะဒါဆိုလို့ရှိရင် AC 220voltဒီမှာ line ပေါ့เนาะ line ဆိုတော့ကျွန်တော်ဒီမှာတော့ခေါ်တာတော့အပူကြိုးလို့လည်းခေါ်တာเนาะအပူကြိုး A လို့ခေါ် A လို့ခေါ်တယ်တချို့လည်း line နဲ့ neutral လို့ခေါ်တော့เนาะဒါ A လို့ပေါ့เนาะအဲ့ဒါဒီကနေပါတော့ကျွန်တော်ဒီမှာ socket ကိုသွားမယ်ပေါ့เนาะ socket ကိုသွားလို့ socket ကနေဟိုကကျွန်တော်တို့ PC ကိုထုတ်သုံးမယ်အဲ့တော့ဒီ line ကြိုးမှာကျွန်တော်ဘာလုပ်ထားလဲဆိုလို့ရှိရင်မီးသီးလေးတစ်လုံးလာပြီးတော့မှ series set တာเนาะ transset set ထားလိုက်တာဒါလေးပဲเนาะဒါလေးကဘာလဲဆိုလို့ရှိရင် short စားတဲ့ circuit လေးအရန်ကိုပြောရတယ်เนาะသူအလုပ်လုပ်ပုံလေးကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်ပေါ့เนาะအဲ့တော့သူဘယ်လိုလုပ်လဲဆိုတော့ရှင်ဥပမာနဲ့ကျွန်တော်ဒီမှာ3မိနစ်ယူနေဦးလေးတစ်ခုနဲ့ကျွန်တော်ပြထားတယ်အကယ်၍ဒီ3မိနစ်ယူနေဦးလေးကပြက်နေတာဗျာပြက်နေတာဆိုတော့ကျတော့ဒီထဲမှာတော့သူ့ကျွန်တော်ဒီမှာလာတက်လိုက်တယ်ဒီမှာလာတက်လိုက်ဒီ socket မှာလာတက်လိုက်တယ်တက်လိုက်တဲ့ခါဒီကနေမီးဖွင့်လိုက်တဲ့ခါမှာမီးသီးကိုဖြတ်လာမယ်ဒီထဲကိုဖြတ်လာဖြတ်ပြီးလို့ရှင်ရီနွေးဦးထဲဝင်တယ်ရီနွေးဦးထဲမှာဖြစ်လဲဆိုတော့ခုနပြောတဲ့ coin နဲ့ပတ်သက်တာเนาะခလုတ်မကောင်းတာတော့เนาะ corner coin ပြက်တာတော့တခုဖြစ်နေတယ်ဆိုလို့ရှိရင် deficit panel မှာဖြစ်နေဆိုလို့ဒီရဲ့ဘက်ကိုပြန်ထွက်မလာတော့ဘယ်နဲ့ဖြစ်လဲဆိုအဲ့ဒါကိုကျွန်တော် open circuit လို့ခေါ်open circuit ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်မကောင်းဆိုတော့ဒီပစ္စည်းမကောင်းဘူးလို့ကျွန်တော်တို့ကဆုံးဖြတ်ချက်ချလို့ရတယ်အကယ်၍များဒီ PC ကောင်းတယ်ဒီ cloud နဲ့လည်းလို့ဒီမီးသီးလင်းလိုက်ဆိုတော့ဒီလိုပုံလေးဖြစ်သွားမှာပေါ့နော်ဘာလဲဆိုရင် short ဖြစ်သွားတယ်အဲ့တော့ဒီကနေလာတဲ့မီးဟာဒီလိုလာမယ် line နဲ့လာဒီလိုပြန်သွားမယ်ပေါ့နော်ဒါဘာလဲဆိုရင်ဒါ AC ရဲ့သဘောတရားပေါ့နော်အဲ့တော့အဲ့လိုသွားပြီဆိုလို့ရှိရင်ဒါ short ဖြစ်သွားပြီဆိုလို့ရှိရင်တော့အဲ့ဆိုရှင်မီးသီးလင်းလာမယ်နော်အဲ့တော့ကျွန်တော်ခုနကကျွန်တော်ပြောတယ်ဒီလိုမျိုးအပူဖြစ်သုံးချတဲ့ပစ္စည်းတွေမှာတော့ကျွန်တော်စားပြီဆိုလို့ရှိရင် cloud ဖွင့်လိုက်လို့မီးလင်းလာတယ်ဆိုရှင်ဒါကောင်းတယ်နော်ကောင်းတယ်ဆိုတာဒီ PC ကောင်းတယ်ပြောတာနော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်မျိုးဆက်ကြည့်မယ်ခုနပြောတဲ့ကျွန်တော်တို့ဒီဒါ
AC တိုင်းတုံးတဲ့ဟာပေါ့နော်ဒါကြောင့်ဘာလဲဆို AC ကနေ PC ပြောင်းပြီးတုံးတဲ့ပစ္စည်းတွေပေါ့နော်အဲ့လိုမျိုးတွေမှာ TV တို့နောက်တော့ရှင် outset တို့နော်နောက်တော့ရှင် DVD တို့နောက်က washer set တို့ air cooler တို့နော်အဲ့လိုအများကြီးပဲတုံးကြပါနော်ဒီ SMPS တုံးတာမျိုးအဲ့လိုပစ္စည်းမျိုးတွေမှာတော့နော်ကျွန်တော်ဘာလဲဆိုလို့ရှင် तू ကကောင်းနေတယ်ဆိုလို့ရှင် तू ကောင်းနေတယ်ဆိုလို့ရှင်ဒီကနေတက်စီချောင်းစီးလာမယ်စီးလို့ရှင်ဒီထဲမှာ तू လိုအပ်တဲ့ तू အလုပ်လုပ်တယ်လုပ်လို့ရှင်ဒီကနေပြန်ထွက်တယ်အဲ့တော့အဲ့ဒီအချိန်မှာကျတော့ဒီထဲမှာဘာလဲဆိုလို့ရှင် current စီးတာတော်တော်လေးနည်းဒီမီးလင်းဖို့အတွက်မလုံလောက်ဘူးเนาะမလုံလောက်တော့ကြောင့်မလို့မဖြစ်လဲဆိုလို့ရှိရင်ဒီမှာကားရဲတော့စီးတယ်ဒီမှာဘလို့ဒီပစ္စည်းတွေဖြတ်စီးပြီးတော့မှဒီဘက်ကိုပြန်စီးတယ်ဒါဆိုလို့ရှိရင်ဒီလိုအချိန်မျိုးဆိုလို့ရှိရင်ဒီပစ္စည်းကောင်းတယ်လို့ပြောလို့ရတယ်ဥပမာဖြင့်ကျွန်တော်တို့လက်စစ်ပစ္စည်းပြင်တဲ့လူတွေပေါ့နော်ပြင်တဲ့လူတွေကဘာလဲဆိုကျွန်တော်လက်စစ်ပစ္စည်းထားတော့ဒီထဲမှာပစ္စည်းလေးတစ်ခုtransistor လေး capacitor လေးဖြုတ်လဲတယ်လဲပြီးလို့ရှိရင်ဒီကပြန်ကောင်းမကောင်းပြန်စားမယ်ဆိုဒီမှာလာတက်စားလို့ရတယ်เนาะစားလိုက်ပြီဆိုလို့ရှိရင်ကဲ၍ကောင်းသွားပြီဆိုလို့ရှိရင်ဒီမှာဘာလဲဆိုရင်မလင်းလင်းတော့လင်းနေခဏလေးပြန်မှိတ်သွားတယ်เนาะတချို့တော့တစ်ခါကျတော့ကျွန်တော်လင်းပြန်မှိတ်သွားရှိတယ်ကဲ၍များကျွန်တော်မကောင်းဘူးဆိုလို့ရှိရင်တော့ဒီထဲမှာ short ရှိနေသေးတယ်ဆိုလို့ရှိရင်တော့ဖြစ်မယ်ဆိုတော့ဒီလင်းလာเนาะအဲ့တော့ဒီပုံလေးရယ်နောက်တစ်ခုကဘာလဲဆိုရင်ဒီပုံလေးရယ်တော့ကျွန်တော်တို့ကဘာလဲဆိုရင်နည်းနည်းလေးစိတ်ထဲမှာနည်းနည်းလေးမှတ်မိထားဖို့တော့လိုတော့ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယ circuit ပေါ့နော်ခုနကကျွန်တော်ပထမဆုံးအယူချင်းဆုံး circuit ကကျွန်တော်ဒီမှာပြောခဲ့တာcircuit number 1လို့နာမည်လေးပေးခဲ့တာတော့ဘာလဲဆို short circuit test only ဒါလေးက short circuit ကိုပဲတည်တဲ့စားနဲ့ circuit လေးပေါ့နော်ဒါပေမဲ့သူ့ကိုနည်းနည်းလေးပြန်ပြီးတော့ modify လုပ်လိုက်ရင်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုလို့ရှိရင်ကျွန်တော် short circuit ဆန်းလို့ရတယ်လို့နောက်တစ်ခုကဘာလဲဆိုရင် real extension တွေနဲ့လည်းသုံးလို့ရမှာပေါ့နော်အမှန်တော့ကျွန်တော်မှာ extension မရှိဘူးကျွန်တော် extension လေးတစ်ခုလုပ်မယ်လို့စဉ်းစားလိုက်ရင်ဒီ idea လေးရတဲ့တကြောင်မလို့ဒီ video လေးဖန်တီးဖြစ်တာပေါ့နော်အဲ့တော့ဒါကဘာလဲဆိုလို့ရှိရင်ဒီ circuit 2ကတော့ဘာလဲဆိုလို့ရှိရင် short circuit tester with extension ပါနော်ကျွန်တော် short circuit ဆန်းနေတယ်ဆိုလို့ရှိရင်ဒီ circuit လေးနဲ့သုံးလို့ရတယ်အဲ့တော့ဒီမှာမီးသီးကတော့watt 60ကနေ watt 100ထိကတော့ဘာလဲဆိုလို့ရှိရင်ပို့ပြီးတော့ပို့သိလျော်တာပေါ့နော် watt 80လည်းရတယ်100လည်းရတယ်နော်အဲ့တော့ဒီမှာเนาะကျွန်တော်ဒီမှာတော့ခုန circuit နဲ့အတူတူပဲဒီမှာဘာလေးပို့လာလဲဆိုလို့ရှိရင်ဒီမီးသီးလေးနဲ့ခလုတ်ကလေးတစ်ခုเนาะဒီမှာတော့ကျွန်တော်ရဲ့ဗီဒီယိုထဲမှာတော့ကျွန်တော်ဟိုနဲ့เนาะဗလဲဒီ back switch လေးနဲ့တောင်းတာပါเนาะဒီခလုတ်ကလေးတစ်ခုပေါ့เนาะဒီခလုတ်ကလေးတစ်ခုလိုတယ်အဲဒီခလုတ်ကလေးနဲ့အကယ်၍ဒီခလုတ်ကလေးကိုကျွန်တော်တို့ကဖွင့်ထားတယ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီ headset panel ကိုကျွန်တော်တို့ဖွင့်ထားတယ်ဆိုလို့ရှိရင်ကားရင်ကဒီလိုစီးလာမယ်စီးလာပြီလို့ရှိရင်ဒီမီးသီးတွေကိုဖြတ်မယ်မီးသီးတွေဖြတ်ပြီးတော့ဘာလဲဆိုလို့ရှိရင်ခုနပြောတဲ့အနောက်မှာ electrical appliance တွေသွားမယ်ပြီးလို့ရှိရင်ဒီမှာ neutral light တွေလိုက်ပြန်လာအဲ့တော့ဒီလိုမျိုးဒီ switch လေးကိုဒီလိုဖွင့်ထားတယ်ဆိုလို့ရှိရင်ဒါဘာလဲဆိုလို့ရှိရင်ဒါကျွန်တော်ကshort circuit test လုပ်တဲ့ circuit ဖြစ်ပြီးတော့မှအကယ်၍ဒီ switch လေးကိုပိတ်လိုက်မယ်ဒီ panel လေးပိတ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီကလာတယ်ဒီမှာ resistance ရှိနေတဲ့ကြောင့်လို့ current ကဒီအောက်လမ်းကနေပဲသွားပြီးတော့မှဟိုဘက်ကိုသွားမယ်เนาะအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရိုးရိုး extension အနေနဲ့သုံးရတယ်ဒီ circuit လေးကလည်းဆောင်းရတာလည်းလွယ်ကူပြီးတော့မှဘာလဲဆိုလို့ရှိရင်အသုံးဝင်တယ်ပေါ့เนาะအသုံးဝင်တယ်ဒါကြောင့်မို့ကျွန်တော်ဒီ circuit လေးကိုဒီစောက်ထားတာเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့အခြေဆက်ပြီးတော့ကျွန်တော်တို့လက်တွေ့လုပ်တဲ့အကြောင်းလေးကိုဆက်ပြီးတော့လေ့လာကြည့်ကြအောင်เนาะကျွန်တော်တို့လိုအပ်မယ့်ပစ္စည်းတွေကတော့ပုတ်ခုံလေးတစ်ခုမီးသီးထိုင်ခွက်ကလေးတစ်ခု socket လေးတစ်ခု plug ကောင်းလေးတစ်ခုနဲ့ wire ရိုးလေးနေငယ်ဒါလေးပဲဖြစ်ပါတယ်အကယ်၍ကျွန်တော်တို့ခလုတ်လေးထည့်ချင်တယ်ဆိုလို့ရှိရင် back switch လိုမျိုးလေးထည့်လို့ရတယ်ပေါ့နော်အခုဘုတ်ခုံလေးဆင်းလို့ပြီးသွားပါပြီเนาะဒီမှာဂျိုးတွေပါမယ်အဲတော့ကျွန်တော်ဒီမှာ socket ပါမယ်မီးသီးเนาะ test လုပ်တဲ့မီးသီးပါမယ်ဒီမှာခလုတ်ပါမယ်အဲ့တော့ဒီမှာကျွန်တော်ဗာလုပ်ထားလဲဆိုလို့ရှိရင်
ဒီမှာ short test ဆိုလို့ရှိရင်ဒီဘက်ပေါ့နော် extension ကိုသုံးမှဆိုလို့ရှိရင်ဒီလိုအကယ်၍ short test သုံးချင်တယ်ဆိုလို့ရှိရင်ပစ္စည်းတွေကျွန်တော်လျှက်စစ်ပစ္စည်းတွေ short ရှိလားမရှိလားသုံးချင်တယ်ဆိုလို့ရှိရင်ဒီကောင်လေးဒီဘက်ကိုဖွင့်အပေါ်ဘက်နှိပ်လိုက်เนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်short test ပေါ့နော်ဒါဆိုလို့ရှိရင်အထက်မှာပြခဲ့တဲ့အတိုင်းပဲကျွန်တော်တို့က short ရှိတာမရှိတာပေါ့မူတည်ပြီးတော့ဒီမှာမီလင်းတာမှိတ်တာနဲ့ပြမှာเนาะဒါမှမဟုတ်ကျွန်တော် UU extension တွေနဲ့ပဲသုံးချင်တယ်ဆိုလို့ရှိရင်တော့ဘာလဲမလဲဆိုလို့ရှိရင်ဒါလေးကိုဒီ extension ဘက်ကိုထားလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဘာလေးရှိမလဲဆိုလို့ရှိရင်ဒီမှာဒီ cloud ထဲမှာဘာလဲဆိုလို့ရှိရင်မီဒီလေးပါပြီးသားမီ cloud ကိုကျွန်တော်ကရွေးလိုက်တော့เนาะ socket ကိုပေါ့နော်အဲ့လိုရွေးလိုက်တော့အကယ်၍မီ power လာတယ်ဆိုလို့ရှိရင်ဒီမှာမီလေးလင်းလာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်တွေစမ်းကြည့်အောင်เนาะနောက်တစ်ခုကဒါအနောက်က wiring diagram ပေါ့နော် wiring diagram ကလည်းကျွန်တော်အရှိမဖော်ပြခဲ့ပြီးသားဖြစ်တယ်เนาะအဲ့ဒါလေးကြည့်လိုက်နေရှင်းရှင်းလေးပါเนาะအဲ့တော့ဒီမှာတော့ကျွန်တော်ဗာလဲဆိုလို့ရှိရင် silicon လေးနဲ့ပြန်ပိတ်ထားလိုက်တယ်အကယ်၍ဒီကနေကျွန်တော်တို့ပေါ့เนาะဗာလဲဆိုလို့ရှိရင်ကျိုးများများတော့စောင့်ဆွဲပြီးလို့ရှိရင်ဒီကနေပြုတ်သွားမှာဆိုလို့ပေါ့เนาะ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့စမ်းကြည့်အောင်เนาะလက်တွေစမ်းကြည့်အောင်မီးသီးအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့60 watt ကနေပြီးတော့မှ100 watt ကြားတဲ့မီးသီးလေးသုံးပြီးလို့ရှိရင်တော့ပိုပြီးတင်လျော်တော့เนาะဒီမှာတော့ကျွန်တော်100 watt မီးသီးလေးကိုအသုံးပြုထားပါတယ်60 watt လည်းရတယ်80 watt တို့100 watt တို့လည်းရတာပါเนาะ60 watt လောက်ကတော့minimum လောက်ထားပြီးတော့မှသုံးစမ်းတယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပါเนาะဒါဆိုလို့ရှိရင်မီးသီးလေးတက်ပြီးကျွန်တော်တို့အခုစမ်းကြည့်အောင်เนาะ okay ကျွန်တော်တို့ wall socket နဲ့ဒီမှာထိုးပြီးပါเนาะ wall socket ထိုးပြီးတော့ထုတ်ပြီးတော့ကျွန်တော်လည်းဆိုလို့ရှိရင်မီးလေးဖွင့်လိုက်ပါနော်မီးလေးဖွင့်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်စမ်းမယ်နော်အရင်ဆုံးကျွန်တော်တို့ extension အနေနဲ့အရင်စမ်းကြည့်ပါနော် extension နဲ့စမ်းကြည့်မယ်ဆိုလို့ရှိရင်ဒီ extension မီးနှိပ်လိုက်ပြီးဒီ extension cloud နှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒီဘက်မှာမီးလေးလင်းလာပါနော်ဒါဆိုလို့ရှိရင် extension နဲ့ကြည့်လိုက်မယ်ဟောဒီမှာမီးလေးလင်းနေပြီနော်မီးလေးလင်းနေဒါဆိုလို့ရှိရင်ကျွန်တော် extension သုံးလို့ရပါနော် okay ရမြတ်တစ်ချက်စမ်းကြည့်မယ်နော်အဲ့တော့ telephone charging သွင်းကြည့်မယ်ပါနော် telephone charger လေးနဲ့telephone charger နဲ့တွင်းကြည့်လိုက်မယ်ဟောဒါဆိုလို့ရှိရင်ဒါကတော့ကျွန်တော်ဘာလဲဆိုလို့ရှိရင် extension အနေနဲ့သုံးနေတာပေါ့နော် extension အနေနဲ့သုံးနေတာtelephone charging တွင်းလို့ရတာပေါ့နော်ဟောပြီးဒါဆိုလို့ရှိရင်ကျွန်တော်တို့ short test ကိုဆက်ကြည့်အောင်နော် short ရှိမရှိရှားတဲ့ဟာလေးဒါဆိုလို့ရှိရင်ကျွန်တော်မီးလုံးလေးတက်ပြီး short test ကိုဆက်ကြည့်အောင်နော်အဲ့တော့ short test ကိုကျွန်တော်တို့ဒီဘက်ရွှေ့လိုက်ပါနော် clock ကို short test ရွှေ့လိုက်မယ်ရွှေ့လိုက်တဲ့ခါမှာဒီမှာခလုံးမီးငိမ့်သွားပြီတွေ့မယ်เนาะအဲ့တော့ကျွန်တော်တို့ဒီမှာ100 watt မီးသီးလေးထည့်ကြည့်ပါဦးเนาะ100 watt မီးသီးလေးထည့်ကြည့်မယ်ဆိုတော့ဟော100 watt မီးသီးလေးထည့်လိုက်ပြီဆိုတာနဲ့ဒီမှာမီးလေးလင်းလာတာတွေ့ပါဦးเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုဗာလဲဆိုလို့ရှိရင်ရင်နွေးအိုးလေးစမ်းကြည့်မယ်เนาะအဲ့တော့အရှိမပြောခဲ့သလိုပဲကျွန်တော်တို့short test လုပ်တဲ့နေရာမှာကျွန်တော်တို့ short ကိုယူပြီးအပူဖြစ်သုံးတဲ့အပူဖြစ်သုံးတာမျိုးလည်းရှိတယ်လို့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ short ရှိလို့ရှိရင်ဘာဖြစ်မလဲဆိုလို့ရှိရင်မီးမိတ်တာလည်းရှိမယ်မီးလင်းတာလည်းရှိတယ်ပေါ့နော်အခုကတော့ဗာလဲဆိုရင်ကျွန်တော်တို့ကဒီလိုရေနွေးအိုးလို power သုံးတဲ့ဟာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာဖြစ်မလဲဆိုရင် short ရှိတယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်မီးလင်းမယ်ဒါပေမဲ့ तू ကတော့ပူကြမလို့ तू က short ကိုသုံးချမှာပေါ့နော်အဲ့တော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီရေနွေးအိုးလေးတက်ကြည့်မယ်ရေနွေးတက်လိုက်မယ်တက်လိုက်တယ်ဒါပေမဲ့ဘာလဲဆိုလို့ရှိရင်ဒီမီးသီးလေးလဲမလာသေးဘူးเนาะလဲမလာသေးဘူးအဲ့တော့ဘာလဲဆိုလို့ရှိရင်ဒီမှာရေနွေးခလုတ်ဖွင့်ကြည့်လိုက်မယ်ခလုတ်ဖွင့်လိုက်တယ်ဆိုလို့ရှိရင်အကယ်၍ဒီရေနွေးကောင်းတယ်ဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဆိုလို့ရှိရင်မီးလင်းလာမှာပေါ့เนาะရေနွေးမကောင်းဆိုတော့မီးမလင်းဘူးเนาะအဲ့တော့လျှက်စစ်ပစ္စည်းတွေကျွန်တော်တို့သုံးချနေတဲ့ဒဲနီတို့เนาะနောက်တစ်ခါကျလို့ရှိရင်ဒီလို3မိနစ်အိုးတွေပဲကောင်းမကောင်းဒီလိုနီးလေးလည်းဆန်းလို့ရတော့เนาะဒါဆိုလို့ရှိရင်ကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဟောမီးလေးလင်းလာတယ်เนาะဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင်ဒီရေနွေးအိုးလေးဘာလဲဆိုလို့ရှိရင်ကောင်းတယ်ပေါ့เนาะဒါဘာလဲဆိုလို့ရှိရင်ပစ္စည်းကောင်းမကောင်းကြည့်တဲ့ဟာပေါ့เนาะဒါပေမဲ့ short ရှိတဲ့short ရှိတယ်ဆိုပေမဲ့เนาะဥပမာအဖြစ်ကျွန်တော်တို့ဟို power supply တွေเนาะ SMPS သုံးတဲ့ဟာမျိုးပေါ့အဲ့လိုမျိုး short ရှိနေတဲ့ဟာမျိုးတွေသုံးမယ်ဆိုလို့ရှိရင်เนาะshort ရှိတယ်ဆိုလို့ရှိရင်မီးလင်းမယ် short မရှိဘူးဆိုလို့ရှိရင်မီးမှိတ်ပါပေါ့เนาะအခုတော့ဗာလဲဆိုရင်ကျွန်တော်တို့ဒီလိုအိမ်သုံးပစ္စည်းအပူပေးတဲ့ပစ္စည်းမျိုးတွေပေါ့ဥပမာအဖြစ်ထမင်းပေါင်းအိုးတို့ rice cooker တို့เนาะနောက်တစ်ခါဒဲနီတို့ဒီလိုမျိုးရင်တွေအိုးတွေစားမယ်ဆိုလို့ရှိရင်တော့သူကဖြစ်မယ်ဆိုလို့ရှိရင်ကောင်းတယ်ဆိုလို့ရှိရင်မီးလင်းမယ်မကောင်းဆိုလို့ရှိရင်မီးမလင်းဘူးအကယ်၍ဒါဖွင့်ထားတာကောင်းတယ်ဆိုလို့ရှိရင်ဒါမီးလင်းတာပါအကယ်၍မကောင်းဘူးဆိုလို့ရှိရင်သူကဖြစ်မယ်ဆိုရင်မီးမှိတ်သွားမှာဒါပေမဲ့နော်ဒီလိုမျိုး DC circuit ဘိုင်းတွေပါတဲ့ကျွန်တော်တို့power supply ဘိုင်းတွေပါတယ်ပြင်တဲ့အခါမှာတော့เนาะအဲ့ဒါတွေကိုတုံးတဲ့အခါမှာတော့အကယ်၍ short ရှိတယ်ဆိုလို့ရှိရင်တော့ဒီမီလီကဘာဖြစ်လဲဆိုရှင်မှိတ်နေမယ်ဒီ short ရှိတယ်ဆိုဒီမီလီကလင်းနေမှာပေါ့เนาะ sorry ပြီးတော့ဗာလဲဆိုလို့ရှိရင် short မရှိဘူးဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဆိုဒီမီလီကဘာလဲဆိုလို့ရှိရင်မှိတ်နေမှာเนาะဟုတ်ပြီခင်ဗျာဗီဒီယိုနဲ့ရှိတော့နဲ့ရှုပ်သွားလောက်တယ်เนาะဒါဗာလဲဆိုလို့ရှိရင်နှစ်ချုပ် note လေးပေါ့เนาะအဲ့တော့အဓိကကျွန်တော်တို့မှတ်ရမှာဗာလဲဆိုလို့ရှိရင် short ရှိရင်မီလင်းမယ်နော်ရှော့ရှင်မီးလင်းမယ်ဒါပေမဲ့ခုနပြောသလိုပဲကျွန်တော်တို့အရှိအပေါ်မှာအထက်မှာကျွန်တော်တို့ရှင်းပြခဲ့သလိုပဲ
မီးလင်းပစ္စည်းကောင်းတာနဲ့မီးမလင်းပစ္စည်းကောင်းတာနဲ့ဒါမျိုးတွေတော့ရှိတော့เนาะအဲ့တော့ကျတော့နံပါတ်1မှတ်ထားမှာတော့ဘာလဲဆိုလို့ရှိရင် short ရှင်းမီးလင်းမယ်ဟုတ်ပြီအဲ့တော့ AC power ဓာတ်ရိုက်သုံးတဲ့ပစ္စည်းတွေပေါ့เนาะ AC power ဓာတ်ရိုက်သုံးတဲ့ပစ္စည်းတွေရှိပါမလဲပြောခဲ့ပြီအဲ့ကောင်းနေဆိုလို့ရှိရင်တော့ဘာလဲဆိုလို့ရှိရင်မီးလင်းကောင်းတယ်เนาะမီးလင်းကောင်းတယ်အဲ့မှာကောင်းလို့ရှိရင်မီးလင်းတယ်မကောင်းလို့ရှိရင်အဲ့ဒါမီးမလင်းဘူးဒါပေမဲ့ AC နဲ့ DC ပြောင်းသုံးတဲ့ပစ္စည်းမှာတော့ကောင်းလို့ရှိရင်မီးမလင်းဘူးเนาะမီးမလင်းဘူးမကောင်းဘူးဆိုလို့ရှိရင်တော့ဘာလဲဆိုလို့ရှိရင်မီးလင်းတယ်အဲ့ဒါမျိုး AC နဲ့ DC ပြောင်းသုံးတဲ့ပစ္စည်းမှာတော့မီးလင်းတာတော့မကောင်းဘူးပေါ့เนาะဒါတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်မိတ်ဆွေတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်းရှောင်းပြီးတော့လည်းကျွန်တော်လွယ်ကူပြီးတော့မှအသုံးချနိုင်မဲ့เนาะ circuit ကလေးတွေကိုယ်တိုင်တည်ဆောက်နိုင်မဲ့ circuit ကလေးတွေဘယ်လို project ကလေးတွေမျိုးလေးတွေကိုကျွန်တော်တို့ဆက်လက်ပြီးတော့တင်ပြပေးမလဲဆိုတာလေးကိုဆောင်ပြီးတော့ကြည့်ရှုအားပေးကြပါဦးခင်ဗျာ